Happy Connection ဒီနေ့ကလေးတို့အတွက်အရေးစိတ်ဝင်စားဖို့ကောင်းတဲ့တန်းတဲ့သမီးလေးနီနီနဲ့တငယ်ချင်းများဆိုတဲ့ပုံမြင်လေးကိုပြောပြပေးမယ်နော်။ဟိုးရှိတုန်းကတစ်ပင်ကြီးတွေပန်းပင်လေးတွေနဲ့အရန်ตายရတဲ့တက်တန်တောအုပ်ကြီးတစ်ခုရှိတဲ့။အဲ့ဒီတောအုပ်ထဲမှာတပ်ပတဲ့တောင်ပင်လေးတွေရှိတဲ့တန်းတဲ့သမီးလေးနီနီနေထိုင်တာပေါ့။နီနီဟာတမ်းမွေလေးတွေကိုရေလောင်းပေးတယ်၊နွမ်းနေတဲ့တမ်းပင်လေးတွေကိုပြုစုပေးတတ်တဲ့ကျင်နာတဲ့လက်သမီးလေးပေါ့။တနေ့မှာတော့နီနီဟာတောအုပ်ထဲမှာငိုနေတဲ့ပြားလေးဘီဘီကိုတွေ့လိုက်ရတာပေါ့။ဘီဘီဘာလို့ငိုနေတာလဲလို့နီနီကမေးလိုက်တော့ဘီဘီကကျွန်တော်ရဲ့ကြားရည်ဦးလေးပျောက်သွားလို့ပါလက်သမီးလေးရဲ့လို့ဝမ်းနဲ့တကြီးပြောပြရှာတယ်။နီနီလည်းဘီဘီကိုကူညီချင်တာနဲ့သူမရဲ့မော်တက်တောင်ဝေးလေးကိုထုတ်ပြီးဝင်းဆိုပြီးဝင်ရလိုက်တယ်။ဒါပေမဲ့မော်တက်နဲ့ရှာလို့မရဘူးဖြစ်နေတယ်။တခါတလေကြာရင်မော်တက်ထက်ကိုယ်တိုင်ကြိုးစားတာကပူထီရောက်တယ်လို့လက်သမီးလေးနီနီကတွေးမိသွားတာပေါ့။နီနီကဘီဘီကိုခေါ်ပြီးတောအုပ်ထဲမှာလိုက်ရှာကြတဲ့။လမ်းမှာလက်ပြလေးလာလာနဲ့တွေ့တော့လာလာကလည်းကူညီပြီးလက်ရှာပေးတာပေါ့။တငယ်ချင်း၃ယောက်သားခြုံပုံလေးတွေအောက်တစ်ပင်ကြီးတွေရဲ့အနောက်တွေကိုစိတ်ရှည်လေးရှည်ရှာဖွေကြတာပေါ့။နောက်ဆုံးမှာတော့ရေကန်ဘေးကရခင်းပြေလေးပေါ်မှာကြားရည်အိုးလေးကိုသွားတွေ့ကြတဲ့။ဘီဘီဟာအရန်ဝမ်းသာသွားပြီးနီနီနဲ့လာလာကိုကျေးဇူးတင်စကားပြောကြတာပေါ့။အဲ့ဒီညမှာတော့နီနီကသူမရဲ့မော့အတက်ကိုသုံးပြီးတမ်းမွေလေးတွေကိုမီးအိမ်လေးတွေအဖြစ်ပြောင်းလဲလိုက်တယ်။ပြီးတော့တငယ်ချင်းအားလုံးကိုဖိတ်ပြီးပြားရည်မုံလေးကိုပျော်ပျော်ပါပါစားတော့ကြရင်ပုံမြင်လေးကတော့ပြီးဆုံးသွားပါတော့တယ်ရှင်။ဒီပုံမြင်လေးမှာတဦးနဲ့တဦးကိုညီရိုင်းပင်ချင်းကကဘာကြီးကိုပုံမလှပစေတယ်လို့တငယ်ချင်းကောင်းရှိချင်းကလည်းအကောင်းဆုံးမော့အတက်ပဲတစ်ခုဖြစ်ပါတယ်။ပုံမြင်လေးကတော့ဒါပါပဲနော်။